သူရဲ့ချစ်သူကောင်မလေးခွဲစစ်ခန်းဝင်ခါနီမှာကောင်လေးကနှလုံးသားထဲကလာတဲ့တတိတစ်ခုကိုပေးခဲ့ပါတယ်မင်းမျက်လုံးတွေပြန်ပွင့်လာတဲ့အချိန်မှာငါဟာမင်းပထမဆုံးမြင်ရတဲ့သူဖြစ်စေရမယ်တဲ့ဒါပေမဲ့သူမရဲ့အမြင်အာရုံတွေတကယ်ပြန်ကောင်းလာတဲ့အခါမှာတော့ကောင်လေးကိုဘယ်နေရာမှရှာမတွေ့တော့ပါဘူးအမှန်တရားကတော့သူ့မှာခွဲစိတ်မှုအတွက်ပေးစရာငွေအလွန်အလောက်မရှိခဲ့ပါဘူးသူမစိတ်အေးလက်အေးခွဲစိတ်မှုခံယူနိုင်ဖို့အတွက်သူ့မှာစုဆောင်းငွေတွေရှိပါတယ်လို့လင်ပြောခဲ့တာပါတကယ်တမ်းငွေရဖို့အတွက်သူဟာမာဖီးယားတွေရဲ့တရားမဝင်လက်ဝှေ့ပွဲမှာဝင်ရောက်ထိုးတက်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူဟာအနိုင်ရခဲ့ပေမဲ့ပွဲအပြီးမှာမာဖီးယားတွေကသူ့ကိုဆယ်ကာရက်ရှိတဲ့စိန်တလုံးတည်ယူပို့ဆောင်ခိုင်းပြီးထောင်ချောက်ဆင်ခဲ့ပါတယ်ဒီကိစ္စတွေရဲ့နောက်ွယ်မှာရှိနေသူဟာသူ့ကိုလက်ဝှေ့ပွဲနဲ့မိတ်ဆက်ပေးခဲ့တဲ့တငယ်ချင်းဖြစ်နေပါတယ်အဲ့ဒီဖြစ်ရကနေသူအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့မျက်နှာပျက်စီးသွားပြီးမတန်ဆွမ်းဘဝရောက်သွားခဲ့ရပါတယ်တစ်ဖက်မှာလည်းဂျွန်ကိုရှာမတွေ့တော့တဲ့ရေချယ်ရစ်ချယ်ဟာသူတို့ရဲ့အိမ်ငါးခန်းလေးမှာဆက်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့အိမ်ငါးကမပေးနိုင်တော့တဲ့အတက်ဂျွန်ပေးခဲ့တဲ့လက်ကလေးတစ်ကောင်ကိုပဲယူပြီးအိမ်ကနေထွက်ခွာခဲ့ရပါတယ်နှစ်ကြာတဲ့အခါမှာတော့ရေချေဟာသူတို့နှစ်ယောက်ရဲ့အိမ်မက်ဖြစ်တဲ့အိုးလုံးငယ်စတူဒီယိုလေးတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။သူမမျက်စိမမြင်ရခင်ကမှတ်ဉာဏ်တွေကိုတုံးပြီးဂျွန်ရဲ့မျက်နှာကိုပုံဖော်ဖို့ကြိုးစားခဲ့ပြီးမှအကြိမ်ကြိမ်ကြဆုံခဲ့ပါတယ်။ဒီနှစ်အတွင်းမှာသူမကိုချင်းကပ်တဲ့အမျိုးသားတိုင်းကိုညှင်းပယ်ခဲ့တယ်။ဘာလို့လဲဆိုတော့သူမရဲ့နှလုံးသားဟာဂျွန်တယောက်တည်းအတွက်ပဲဖြစ်လို့ပါ။ဂျွန်ဟာဘယ်တော့မှပြန်မလာခဲ့ပေမဲ့သူမကတော့ထာဝရစောင့်နေမယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာရေချဲဟာမိဘမဲ့ဂေဟာတစ်ခုမှာစေတနာဝင်ထမ်းသွားလို့ရင်ထူးဆန်းတဲ့မတန်ဆွမ်းအမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။သူဟာဘယ်တော့မှစကားမပြောသလိုလက်တီကိုလည်းအမြဲတမ်းဆုပ်ထားတတ်သူပါ။ရေချဲကသူ့ကိုမြင်ဖူးတယ်လို့ခံစားရပေမဲ့မှတ်မိအောင်တော့မကြည့်တတ်ခဲ့ပါဘူး။သူမမသိခဲ့တာကတော့အဲ့ဒီလူဟာဂျွန်ဖြစ်နေတာပါပဲ။ရေချဲထွက်သွားတဲ့အခါမှာတော့အဲ့ဒီလူဟာသူ့လက်ကိုဖြန့်ကြည့်လိုက်တယ်။လက်ထဲမှာတော့ရေချဲတစ်ချင်ကသူ့ကိုပေးကြတဲ့ကြောက်ခဲလေးရှိနေပါတယ်။မကြခင်မှာပဲဂျွန်ဟာဆေးရုံကဆင်းခဲ့ပြီးဒီမြို့ကနေထာဝရထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်မထွက်ခွာခင်မှာသူဟာရေချဲရဲ့စတူဒီယိုစီကိုတိတ်တဆိတ်သွားခဲ့တယ်သူတို့ရဲ့အချစ်တင်ကေတာဖြစ်တဲ့လက်ကလေးကိုယူသွားခြင်းလို့ပါဒါပေမဲ့သူဆိုင်အပြင်ဘက်ထွက်လိုက်တဲ့အချိန်မှာပဲသူတို့အရင်ကမွေးခဲ့တဲ့ခွေးလေးဒင်းကသူ့ကိုလှုပ်ခနဲ့အတင်းခုန်အုပ်လိုက်ပါတယ်ရေချဲကတော့ဒါကိုမြင်ပြီးချက်ချင်းတောင်းပန်ခဲ့ပေမဲ့ဂျွန်ကတော့စကားတစ်ခုမှမပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူစကားပြောလိုက်ရင်ရေချဲကသူ့ကိုမှတ်မိသွားမှဖြစ်တယ်လို့အခုလိုမတန်ဆွမ်းဘဝနဲ့သူမကိုအနာဂတ်တစ်ခုမပေးနိုင်တော့လို့ပါဒါကြောင့်သူဟာနောက်လှည့်မကြည့်ပဲထောနဲ့နဲ့ထွက်ခွာသွားခဲ့ပါတယ်ရေချေကတော့ဒါကိုထူးဆန်းတယ်လို့ထင်ပေမဲ့တိတ်ပြီးအရေးမဆိုင်မိပါဘူးဒါပေမဲ့စိုင်းထဲပြန်ဝင်လို့လေးကလေးပြုတ်နေတာကိုမြင်လိုက်ရတဲ့အခါခွေးလေးတင်းကအဲ့ဒီလိုထွက်သွားတဲ့ဘက်ကိုလှမ်းဟောင်နေတာကိုတွေးလိုက်ရတဲ့အခါမှာတော့သူမတခုခုကိုတန်တယောက်ဝင်လာပါပဲသူမတုံတုံရင်နဲ့စိုင်းဝင်ထန်းကိုမင်းနဲ့အတီးပြူပြီးတဲ့နောက်မှာတော့မျက်ရည်တွေကြားကနေအဲ့ဒီလူနောက်ကိုအတန်းပြေးလိုက်ပါတော့တယ်ဒါပေမဲ့ဂျွန်ကတော့လူအောက်ထဲမှာပျောက်ကွယ်သွားခဲ့ပါပြီသူမဟာလမ်းမပေါမှာတဲ့နှလုံးကွဲမတငိုကြွေးနဲ့လဲကျသွားခဲ့ပါပြီသူမရှေ့ကိုနှစ်တိုင်ရောက်လာခဲ့ပါလျက်နဲ့သူမမမှတ်မိခဲ့တဲ့ကိုနောင်တရပြီးအပြစ်တင်နေမိပါတစ်ဖက်မှာတော့ဂျွန်ဟာသူတို့နှစ်ယောက်ရဲ့လျှို့ဝှက်စခန်းလေးကိုရောက်ရှိနေခဲ့ပါတယ်သူဟာလက်ကလေးကိုလွတ်ပေးပြီးဒီမြို့ကိုထာဝရနှုတ်ဆက်ဖို့ပြန်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့နောက်ကျောဘက်ကနေရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်